စီသူရှိမှာနန်းတော်လိုကြီးမားတဲ့အိမ်တအိမ်ရှိခဲ့ပါတယ်။စီသူရဲ့မိန်းမဖြစ်တဲ့စပယ်ကတော့မိဖို့ကြောင့်ထဲမှာထိုင်ပြီးတော့မှထမင်းချက်ပြုတ်နေခဲ့ပါတယ်။အဲ့ဒီနန်းတော်ထဲမှာစပယ်ရဲ့ရောက်ခါမှာရောက်ခတိတောင်မနဲ့မိသားစုတွေအားလုံးကတအိမ်ထဲမှာပဲနေကြပါတယ်။အမြန်လို့စပယ်အခုချိန်ဒီမနှက်စာမရသေးဘူးလား။ငါတို့အိမ်ကချွေးမဆိုလို့ရှိရင်နေမထွက်ခင်အရင်ပဲအိမ်ကအလုပ်တွေအားလုံးကိုပြီးအောင်လုပ်ထားတဲ့နဲ့စပယ်ကလည်းမမြင်အလုပ်တွေလုပ်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲစပယ်ရဲ့ရောင်းမအကြီးကအဲ့ဒီမှာလာထိုင်ခဲ့တယ်။မကြီးရီဒီရင်ကိုရောက်လာတာနဲ့ပဲမျက်နှာကမိုင်နေတာနော်။ဘာဖြစ်တာတော့အဲ့လိုမဟုတ်ပါဘူးမမကြီးနည်းနည်းပင်ပန်းနေလို့ပါဒီလိုပဲပင်ပန်းနေပြောပြီးတော့မှစင်ချင်နေပေးပြီးတော့မှထိုင်နေမယ်ဆိုရင်တော့ငါတို့အိမ်ကချွေးမလို့တော့ငါတို့ကမတတ်မှတ်နိုင်ဘူးနော်။စပယ်ကလည်းခေါင်းငုပ်ပြီးတော့မှပြန်ပြီးစပါတီတွေချက်နေခဲ့တယ်။သူမကငိုနေခဲ့တယ်။ဒီလိုပဲနှစ်ပေါင်းများစွာကြာခဲ့တယ်။အချိန်နေရင်အကြာမှာစပယ်ကသုံးမဘူးကလေးတွေမွေးခဲ့ပါတယ်။သုံးမဘူးမွေးလိုက်တာနဲ့ပဲမိသားစုတစ်စုလုံးကလည်းဒုက္ခတော်ရဲရောက်သွားသလိုမျိုးဖြစ်ခဲ့ပါတယ်။ဒါဘာတွေဖြစ်သွားတာတော့ဟမ်အမွာဘူးကမွေးသေးတယ်။ပြီးတော့မိန်းကလေးတွေဟုတ်လားမိန်းကလေးမွေးတယ်ပေါ့။အဲ့ဒါတော့ဖျားပဲတီးတော့မယ်။စီသူရဲ့မျိုးရိုးကဘလို့ရှေးဆက်တော့မှာတော့အမေပြောတာမှန်တယ်။သားကတော့ပထမကလေးသားဦးကိုတော့ယောက်ျားလေးမွေးမယ်လို့ပဲထင်ထားခဲ့တာအခုတော့တခြားအဖြစ်သွားပြီစပယ်ကတော့ဘာမှမပြောခဲ့ပါဘူးသူကလက်တီတုံပြီးတော့မှကလေးတွေကိုဖတ်ထားခဲ့ပါတယ်ပြန်ပြီးတော့မှလာနေငယ်ကြမှာစပယ်ကကိုဝင်ရသွားခဲ့ပါတယ်ဒီတစ်ခေါက်မှလည်းတခါတည်းပဲသုံးမပူမွေးခဲ့ပါတယ်စရုံအခန်းထဲမှာစပယ်ကအိတ်နေခဲ့တယ်ဒီနောက်မှာမမွေးချင်းကလေးတွေရှိနေခဲ့တယ်သူဘေးနားမှာစီသူနဲ့တိန်လုံးကရှိတဲ့လူတွေအားလုံးကရက်နေခဲ့ပါတယ်အရန်ကောင်းတဲ့တဲ့ပဲအမွာဘူးမွေးတာသုံးမွာဘူးသမီးတွေကြီးပဲပြန်ပြီးသမီးတွေပဲမွေးတာပေါ့ဖះကြီးသွားပါပြီအစကလည်း3ရက်အခုလည်း3ရက်ဒီမိန်းမကတော့ငါတို့မျိုးရိုးကိုတော့မှဖျက်ဆီးလိုက်ပြီပဲကြည်သူရေမင်းဘဝကတော့ပြက်ပြီဒီကောင်မလေးတွေရဲ့ဒီသမီးတွေကိုမင်္ဂလာဆောင်ပေးရင်နဲ့ပဲမင်းကတဒေါင်းစားဖြစ်သွားလိမ့်မယ်နင်ကတော့တကယ်မကောင်းတဲ့မိန်းမပဲတားတယောက်တောင်မမွေးနိုင်ဘူးလားအခုကြည့်ထားလိုက်နင်ရဲ့ဘဝကိုငရဲပြည်တဲ့တောင်စိုးအောင်လုပ်ပြမယ်တပယ်ကလည်းမျက်ရည်တွေဝဲလာခဲ့ပါတယ်။ဒါပေမဲ့လည်းသူကဘာမှမပြောဘဲနဲ့သူကလေးတွေကိုဖတ်ထားခဲ့တယ်။ဒီလိုနဲ့အချိန်တွေကုန်ဆုံးခဲ့ပါတယ်။အချိန်နဲ့အမျှစပယ်ရှိမှာကလေးတွေ10ယောက်ရှိလာခဲ့တယ်။စပယ်ကတော့အခုမှမွေးတဲ့ကလေးလေးကိုချီပြီးတော့ထိုင်နေခဲ့ပါတယ်။ကျန်တဲ့ကလေးတွေကလည်းအနီးနားမှာစောင့်နေခဲ့ပါတယ်။သူ့ရဲ့ရောင်းမတွေကတော့ချင်းသူ့ကိုအတင်းတုံနေခဲ့ကြတယ်။အဲ့ဒီမှာရောက်ခမရောစီသူရောရက်နေခဲ့ပါတယ်။သူတို့တွေကပါဇက်ပိတ်ပြီးတော့နားထောင်နေခဲ့တယ်။အမလီမကြီးရေမကြီးကတော်တော်ကိုတော်တာပဲနော်သမီး10ယောက်ရဲ့အမေဖြစ်သွားပြီပဲဒါတော့မှယောက်ျားလေးတယောက်မှမမွေးခဲ့ဘူးနော်ဒီလိုနဲ့တော့ဘယ်လိုဖြစ်မှာတော့ဖះကြီးဒီမိန်းမကတော့မကောင်းတဲ့မိန်းမပဲအခုတော့မျိုးရိုးကပြတ်သွားပြီလေအမေကလည်းဒီထဲမှာသမီးအမဘာပါလို့လဲသမီးကတိတိကြီးနဲ့တမင်တက်မိန်းကလေးတွေကြီးပဲမွေးနေတယ်လို့အမေကထင်နေတာလားပါဇက်ပိတ်ထားစမ်းဘာမှမကြားချင်ဘူးသမီး10ယောက်ကိုပြုစုဖို့ဆိုတာလွယ်ကူတဲ့ကိစ္စမဟုတ်ဘူးစပယ်ကလည်းခေါင်းငုပ်လိုက်ပါတယ်ပြီးတော့မျက်ရည်ဝဲပြီးငိုနေခဲ့ပါတယ်သူရဲ့သမီးငယ်ဆုံးလေးကငိုနေခဲ့ပါတယ်သူကသူကလေးတွေကိုထိန်းနေခဲ့တယ်နည်းနည်းကြာမှတော့မိဖို့ကြောင့်လည်းသွားခဲ့ပါတယ်ကလေး10ယောက်ကိုလည်းခေါ်သွားခဲ့ရတာပေါ့အခုမှမွေးဖွားတဲ့ကလေးတွေကိုတော့ကြောပို့ထားရပါတယ်အဲ့ဒီအချိန်မှာပဲစီသူကအထဲထဲဝင်လာပြီးတော့ပြောတယ်ဒါတွေပဲအချိန်တိဆက်ဖြစ်နေအောင်မှာတော့မိမကြီးသမီး10ယောက်တောင်မှဘယ်လိုလုပ်များသူတို့ကိုပြုစုရမှာတော့သူတို့ကိုဘယ်လိုမင်္ဂလာဆောင်ပေးရမှာတော့ယောက်ျားကြီးကျမကတော့ဘာလုပ်နိုင်မှာမလို့တော့ဒါကတော့ဖះရဲ့စန္ဒပါပဲဖះရဲ့စန္ဒဟုတ်လားဖះတော်မှနေကိုစိတ်ဆိုးနေလိမ့်မယ်နေကရကြက်လေးတယောက်တောင်မမွေးပေးနိုင်ဘူးအဲ့ဒီချိန်မှာရောက်ခမကထဲထဲဝင်လာခဲ့ပါတယ်ဘာတော့နင်အခုချိန်ဒီထမင်းဟင်းနေမချက်ရသေးဘူးလားနေကတော့တော်တော်ငပြင်းပါပဲနော်သူကအမြန်လေးအလုပ်လုပ်ဖို့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့လည်းသူသမီး2ယောက်ကငိုနေခဲ့တယ်မကြီးရဲ့ကလေး2ယောက်ကတော်တော်ကိုငိုတာပဲနော်ကြည့်ရတာမကြီးလိုမျိုးပဲစိတ်ညစ်ပြီးတော့မွေးဖွားရခဲ့တာနဲ့တူတယ်ဒီလိုနဲ့အားလုံးကအကျဲရီခဲ့ကြတယ်စပယ်ကတော့ငိုနေခဲ့ပါတယ်နောက်နေ့မနက်မှာတော့စပယ်ကကလေးတွေကိုချီပြီးတော့ထိုင်နေခဲ့ပါတယ်သူရဲ့ရောင်းမ2ယောက်နဲ့ရောက်ခမကရက်နေခဲ့ပါတယ်အခုတော့ဒီအိမ်နာမည်ကိုပါပြောင်းမှဖြစ်တော့မယ်ထင်တယ်သမီးတွေရဲ့စာသင်ကျောင်းဆိုပြီးတော့ပေါ့စပယ်နေမရှက်ဘူးလားသမီးတွေ10ယောက်ကြတော့မွေးနိုင်တယ်သား1ယောက်မှတော့မမွေးနိုင်ဘူးစပယ်ကတော့ပါဇက်ပိတ်ပြီးပဲထိုင်နေခဲ့ပါတယ်သွားမိဖို့ကြောင့်လည်းသွားပြီးအလုပ်လုပ်တအိမ်လုံးအငက်ပဲနေရတာအဲ့ဒီအချိန်မှာ
စပယ်ကလည်းကြောက်ပြီးတော့မှသူကလေးတွေကိုအိယာပေါ်မှာသွားတိတ်ပြီးတော့မှသူကအလုပ်လုပ်ဖို့သွားခဲ့တယ်။ဒီချိန်မှာအငယ်ဆုံးကလေးကငိုခဲ့တယ်။အဲ့ဒါနဲ့စပယ်ကကြောက်ပြီးတော့မှကလေးလေးကိုချီပြီးတော့မှနှုတ်ဘူးတိုက်ခဲ့ပါတယ်။ဒီချိန်မှာသူ့ယောက်ျားရဲ့အကိုကရောက်လာခဲ့တယ်။အမလီသမီးတွေအများကြီးနဲ့တော်တော်ကိုကောင်းတာပဲ။ဒါနဲ့သူတို့ကြီးလာလို့ရှိရင်သူတို့ရဲ့ကုန်ကြစိတ်ကိုဘယ်သူကခံမှာတော့စီတူလားစီတူကတော့သူတို့ကိုမင်္ဂလာဆောင်ပေးရင်နဲ့ပဲသူကိုယ်တိုင်တည်သွားလိမ့်မယ်ဒီလိုနဲ့တနာစရာကောင်းတဲ့စပယ်ကတော့မျိုးချောင်ထဲမှာမနှက်စာပြင်းနေခဲ့ပါတယ်အမြန်လောက်စံမနှက်စာပဲချိန်ရမှာတော့မကြီးကြီးဒီနေ့တော့ကောင်းကောင်းချက်ပေးနော်မနေ့ကပဲဟင်းကအရသာကိုမရှိတာဒီလိုနဲ့စပယ်ကလည်းငိုပြီးတော့မှချပါတူရီချက်နေခဲ့ပါတယ်ဒါပေမဲ့သူမကိုယ်တိုင်လည်းအရန်ပင်ပန်းနေခဲ့ပါပြီစပယ်ကတော့မိသားစုတွေရဲ့ဒဏ်ကလေးတွေရဲ့ဒဏ်အားလုံးရဲ့ဒဏ်ကိုခံပြီးတော့မှနေခဲ့ပါတယ်ဒီနေ့မှာတော့မနှက်စာပြင်းပြီးတော့အားလုံးကိုဓမင်းခူးပေးနေခဲ့တယ်အဲ့ဒီအချိန်မှာပဲသူ့ရဲ့မိသားစုတွေကသူ့ကိုမကောင်းဝိုင်းပြောကြတယ်ခုတော့ဒီမိန်းမကိုဘယ်လိုလုပ်ရတော့မှလဲသူကတော့ငါတို့အိမ်ကအဆန်ကုန်မြေလေးဖြစ်နေပြီဟုတ်တယ်သူကငါတို့တိတ်ခါတော်မှချလိုက်တာပဲသူ့ကိုဘယ်သူကဆုံးမနိုင်မှာတော့ဟုတ်တယ်တခုမဟုတ်တခုတော့စဉ်းစားရတော့မှာပဲကျွန်တော်ကတော့ဒီလိုသမီးတွေအများကြီးရဲ့အဖေဖြစ်ပြီးတော့မှအသက်မရှင်နိုင်ဘူးယောက်ျားကြီးကျမကအပြစ်သားလားမိန်းကလေးတွေမွေးလိုက်တာနဲ့ပဲကျမကအပြစ်ရှိသွားတာလားစပယ်ကအရန်တော်သားထွက်ပြီးတော့မှအားလုံးကိုကြည့်ပြီးပြောတယ်တော်ပြီခမတို့ပြောတာတော်တော်များနေပြီကျွန်တော်ကအားလုံးပြောတဲ့ဒဏ်တွေကိုခံခဲ့တယ်ယောက်ျားပြောတဲ့ဒဏ်တွေလည်းခံခဲ့တယ်ဆဲတဲ့ဒဏ်တွေလည်းခံခဲ့တယ်ဒါပေမဲ့ထပ်ပြီးမခံနိုင်တော့ဘူးအဲ့ဒီချိန်မှာအိမ်ကသူတွေအားလုံးကအရန်အံ့ဩသွားခဲ့ပါတယ်ပထမအဦးဆုံးစပယ်ကတတိရှိနဲ့ပြောနေခဲ့ခြင်းဖြစ်တယ်အမလီဒီကောင်မရှိမှာရှာကဘလို့ရောက်လာတာတော့ဟုတ်တယ်ကျမရှိမှာရှာရောက်လာလေကျမကစက်မဟုတ်ဘူးကလေးတွေမွေးရမယ်အလုပ်တွေလုပ်ရမယ်ကျမကလည်းလူတယောက်ပါအမေတယောက်ဟုတ်ပြီလားအားလုံးကတော့ပါဇက်ပရက်ကြံနေခဲ့ပါတယ်နည်းနည်းအကြာမှစပယ်ကသူကလေး10ယောက်ကိုခေါ်ပြီးတော့အိမ်ရှိမှရနေခဲ့တယ်ကလေးငယ်ဆုံးကတော့သူချီထားပါတယ်ကျန်တဲ့ကလေးတွေကတော့ထိုင်နေခဲ့ပါတယ်ဒါဘာလုပ်နေရတော့စပယ်ကျမကဒီအိမ်ကနေထွက်သွားပြီကျမကလေးတွေကိုစံကုန်မြေလေးလို့ထင်နေရမလားအဲ့နေရာမှာကျမလုံးဝမနေနိုင်ဘူးအော်နင်ကဘယ်သွားနေမှာတော့နင်မအိမ်လည်းမရှိပဲနဲ့ကျမကိုယ်တိုင်လှုပ်လိုက်မှာပေါ့သူတို့ကိုမွေးထားတဲ့အမေကပဲသူတို့ကိုပြုစုပေးမှာကြည့်ထားလိုက်တရေကြလို့ရှိရင်ဒီသမီးတွေကပဲကျမကိုလှုပ်ကြွေးလိုက်မယ်ဒီသမီးတွေကြောင့်ပဲကျမကဂုံစားရလိမ့်မယ်ဒီလိုလဲမိသားစုကလည်းစက်ပိတ်ပြီးရနေခဲ့ပါတယ်ဒါပေမဲ့သူတို့စိတ်ထဲမှာတော့ရှက်စိတ်တွေရှိနေခဲ့တယ်ဒါပေမဲ့နေ့ရှိမှာအလုပ်လည်းမရှိဘူးကုညီလည်းမဲ့နေတယ်ဘယ်လိုလုပ်မှာတော့ဖခင်ကအမျိုးသမီးတွေကိုကျွန်တယောက်ဖြစ်ဖို့အတွက်ပဲဖန်ဆင်းထားတာမဟုတ်ဘူးကျမကိုယ်တိုင်အလုပ်လုပ်ပြီးတော့မှသူတို့ကိုရှာကျွေးမှာကျမဘသူရဲ့အကူအညီမှမလိုချင်ဘူးဒီလိုပြောပြီးတော့မှစပယ်ကအိမ်ကနေထွက်သွားလိုက်ပါတယ်စပယ်ကတော့ကလေးတွေခေါ်ပြီးတော့မှလမ်းမိတ်မှာပဲနေခဲ့ရတယ်အိမ်ဒီမှာသွားပြီးတော့မှအရှင်လုပ်ပြီးခဲ့တယ်အများကြီးဒီမှာသွားပြီးပကန်းနေဆေးပြီးတယ်တခါလီကြလို့ရှိရင်လည်းဟင်းသီးဟင်းရွက်တွေရောင်းခဲ့ပါတယ်တဖြည်းဖြည်းနဲ့စပယ်ကသူဒုက္ခတွေကနေပြီးတော့တိုးတက်ခဲ့ပါတယ်သမီးကြီးတွေကတော့ကြောင်းသွားတက်နေပါပြီသူကဆက်ချုပ်လုပ်ငန်းကိုစခဲ့ပါတယ်နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာတော့သူ့ရဲ့သမီးတွေကကောလိပ်တက်နေခဲ့ပါပြီစပယ်ကိုရိုင်းကအရန်ကိုတော်တဲ့ဖက်ရှင်ဒီဇိုင်နာတယောက်ဖြစ်သွားခဲ့ပါတယ်လအနေငယ်ကြာမှာပွဲတစ်ခုမှာပေကိုအမျိုးသမီးတွေထဲမှာအတော်ဆုံးဆိုတဲ့စုကိုရခဲ့ပါတယ်တင်ပေါ်မှာစပယ်နဲ့တူတူသူ့ရဲ့သမီး10ယောက်ကလည်းရက်နေခဲ့ပါတယ်စပယ်ရေတင်ကဒီလောက်ထိအခက်ခဲတွေကြားထဲမှာတော့မှကိုယ့်ရဲ့သမီးတွေကိုဒီလောက်ထိရအောင်ပညာတွေသင်ပေးခဲ့တယ်ကျွေးမွေးပြုစုခဲ့တယ်ဒီအောင်မြင်မှုကသူ့ကြောင့်လေကျမကိုအမြဲတမ်းဆဲဆုံနေတဲ့မိသားစုကြောင့်ပါသူတို့ကြောင့်ပဲကျမကလည်းဒီစွမ်းအားတွေဒီတကိုးတွေရပြီးတော့မှလုံနိုင်ခဲ့တာပေါ့လူတွေကသမီးတွေကိုပိုလူတွေပတ်စံကုန်မဲ့အရာတွေလို့ထင်ကြတယ်ဒါပေမဲ့အဲ့လိုလူတွေကိုပြတဲ့နေသမီးတွေကအလကားသူတွေမဟုတ်ဘူးအဲ့ဒီအချိန်မှာအားလုံးကလက်ခုပ်တီးခဲ့ကြတယ်အဲ့ဒီလူအုပ်ကြီးတွေမှာသူ့ရဲ့မိသားစုကလည်းရောက်နေခဲ့တယ်သူတို့ကနောက်တားရနေခဲ့တယ်သူတို့ကစပယ်ရှိကိုသွားခဲ့တယ်နေတော့ငါတို့ကအားလုံးထက်နှိမ့်ဆုံးလို့ထင်နေတာဒါမဲ့လည်းနေကတော်တော်မြင့်မြတ်တဲ့မိန်းမပဲငါတို့ကိုခွင့်လွှတ်လိုက်ပါစပယ်ရေငါတို့ကတခါမှမစင်စားဘူးငါတို့ရဲ့ချွေးမလေးကဒီလောက်ထိမြင့်မြတ်တဲ့မိန်းမဖြစ်မယ်ဒီလောက်ထိတော်တဲ့မိန်းမဖြစ်မယ်ဆိုပြီးတော့စပယ်ကတော့ဘာမှမပြောခဲ့ပါဘူးသမီးတွေဘက်ကိုကြည့်ပြီးတော့မှပြုံးနေခဲ့ပါတယ်ဒီလိုနဲ့ပဲစပယ်တို့မိသားစုပျော်ရွှင်နဲ့ပဲနေထိုင်သွားခဲ့ကြပါတော့တယ်